ပန်းနုသွေးတယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုပန်းနုသွေးတယ်ဆိုတာကိုအင်္ဂလိပ်လိုမပြောခင်သူ့ရဲ့ concept မြန်မာလိုအယူဆပါလဲဆိုတော့လူတစ်ယောက်ကကိစ္စတစ်ခုမှာ तू ကနစ်နာသူအသွင်ဟန်ဆောင်တာ तू ကခံရသူပါ तू ကနစ်နာသူပါဆိုပြီးတော့ဟန်လောက်တာမျိုးကိုပန်းနုသွေးတယ်လို့ခေါ်တယ် तू ကတော့ပန်းနုသွေးနေတာတကယ်တော့ကိစ္စကြီးကပြောင်းမြန်ကြီး तू ကကျူးလွန်တဲ့သူဒါပေမဲ့ तू ကသူ့ကို तू နစ်နာသူခံရတဲ့သူအနေနဲ့the victim role ကို तू ကယူထားတာအဲ့ဒါကိုငယ်လို့ဘယ်လိုပြောလဲ play the victim လို့သုံးတယ် he is playing the victim तू ကပန်းနုသွေးနေတာ तू ခံရသူနစ်နာသူပုံစံမျိုး तू ကလုံနေတာလုံယူနေတာ he is pretending he just pretending but actually he is the culprit အဓိကတရားခံလက်သက်တရားခံ तू ကဖြစ်နေတာဆိုတော့အဲ့ဒါကြီးကပြောင်းမြန်ကြီးဖြစ်နေ the story is opposite မနော်ဇလန်ကြီးကပြောင်းမြန်ကြီး तू ကခံရတဲ့သူနစ်နာသူမဟုတ်ဘူး तू ကအဓိကကျူးလွန်သူလက်သက်တရားခံကို तू ကသူ့ကို तू ခံရတဲ့သူပုံစံမျိုးအသွင်ယူထားတာခါကျရင်တွေ့ရလိမ့်မယ်လေနော်social media မှာ Facebook မှာသူကသူ့ကိုသူလူတွေကသူ့ကိုမမျှမတဆက်ဆံနေပါတယ်လူတွေကသူ့ကိုဘလို့ unfairly treated လုပ်နေပါတယ်ဆိုပြီးတော့သူကသူ့ကိုသူပန်းနုသွေးတယ်လူတွေမျက်ရည်ချူတာကွာဆိုတော့ပြောရမယ်ဆိုရင်ပန်းနုသွေးတယ်မျက်ရည်ချူတယ်ဆိုတာက play the victims so he is just playing the victim role crime တစ်ခုပဲဖြစ်ဖြစ် case တစ်ခုမှဖြစ်ဖြစ်နစ်နာသူကျူးလွန်သူရှိရမလားအဲ့မှာ तू ကနစ်နာသူပုံစံသူ့ကို तू လုံးယူထားတာကို he is play the victim လို့သုံးပါတယ် so ဒီဗီဒီယိုအကျိုးရှိမယ်လို့ယုံကြည်ပါတယ် I'm Emily see you in the very next video bye bye guys